Hello, Flormia. Samali, Linene, Sake Mountain. But I'm also a Jamie, Sama Sake Mount Woodavana, experience a Twijo. Woman like Samali, the Mahu, the I meet on me a chick now, a lemon. So that accident jar him go a mere Lola de Lu, a lemon, a mere Lola de Lu. The second mount, but I use them shield. I meet on it, change only. Lola de Lu. It a car only. Go let's get a giant mountain of hope. Now we met more you are. Langa de Shaw near go yes I get a lily. A year accounts on her. To Ale, Piachinina, a lemon. The Nelly sound door, go a lily, a lemon lays out door. Leja Shema, Oma, Bobby share, yeah. ပြီးတော့ကိုမအဲ့တလုံးခိုင်ထားတဲ့အုတ်ထုပ်ရဆောင်းထားတဲ့ဆိုတော့လေတိတ်ပြီးမနာဘူးเนาะဒဏ်ရာရတယ်ဒီမှာသွေးမထွက်ဘူးလက်မလည်းနာသွားပြီဒီမှာမြင်လားအနီးအဲ့လက်မျိုးဆိုတော့သွေးမထွက်ဘူးစားတော့ကိုလဲကြတဲ့ချိန်မှာလေတေသွားပြီလားကိုထင်နေတော့မနော်ဒီနာရေပန်းနဲ့အောက်နေပါနည်းနည်းအောက်ဆက်လေကိုကလေကန်ကြည့်တယ်ကွာဘာများဖြစ်ပြီပေါ့နော်စိုက်ကဲလေကိုရှိတော့ဖိနေတယ်ကွာကိုကလည်းထားဖို့ပဲစူးစမ်းနေတာအဲ့ဒီသူကလည်းတိုက်ရမဟုတ်သူပြင်းမဟုတ်ကိုပြည့်လည်းမဟုတ် accident မတော်တဆလို့ခေါ်ပါတော့ဆိုတော့လူတရားကိုစိုက်ကဲကိုမတင်ပြီးတော့လေမတင်ပေးတော့ဗောနော်အဲ့လိုမျိုးပြီးတော့သူ start ပေးတော့ဗောနော်အဲ့ဒါနဲ့ကိုကစိုက်ကဲကိုစီးလာစိုက်ကဲကိုပြတ်သွားပြီလို့ထင်နေသေးတယ်နော်လာတော့စိုက်ကဲပြတ်တယ်လို့မျိုးပဲအဲ့ဒီကြားထဲမှာကိုကအလုတ်သွားနေတဲ့ချိန်ပြန်စင်းစားလိုက်တယ်အလုပ်ပဲတွားရကောင်းမလားအိမ်ကိုပဲပြန်တွားရင်ကောင်းမလားအဲ့ဒီအသွေးထဲမှာဘာဝင်လာလဲဆိုတော့အလုပ်ပဲတွားမှာပေါ့ငါဘာမှမဖြစ်နေဘူးကွာဒဏ်ရာတွေသွေးတွေပါထွက်နေဆိုတော့အိမ်ပြန်မှာပေါ့အခုကကိုမှဘာမှမဖြစ်တော့ဆိုတော့ကိုတွားမခီကိုဆက်သွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဆက်သွားဆိုတော့ပြန်စင်းစားလိုက်ရတကယ်လို့အိမ်ပြန်သွားရင်လည်းဘာထူးသေးလဲပေါ့နော်ကိုကနော်ပတ်စံရှာဖို့အတွက်ပဲပတ်စံအဓိကကြာအနေဆိုတော့ကိုသမင်းတဝန်းစားရတယ်လေနော်အဲ့လိုမျိုးအဲ့ဒါနဲ့ကိုကအလုပ်ကိုရောက်သွားတာပေါ့နော်ဆိုတော့ဒီနေ့တော့လေမတော်ဆကြီးကွာပထမဦးဆုံးစိတ်ကလေခဏစိတ်ကစိုက်ကမတိုက်ခင်တော့ကိုမလေရင်ထဲမှာဘယ်လိုခံစားရလဲဆိုတော့ဆွေးတလို့နော်ဒီအပူတွေလိုမျိုးလေစိုက်ကတိုက်ပြီးလဲစိုက်ကမှောင်းလက်ရှည်မြောင်ကိုဆက်ရတိငိမ့်သွားတယ်တိငိမ့်သွားတေးတဲ့ကြားနဲ့ရှင်တဲ့ကြားမှာကိုကနေတယ်လို့ခံစားရဆိုလူရဘွားလေကိုအောင်မြင်တာထက်နော်လူတိုင်းကလေတီးရမှာလူတိုင်းကတေးတာနဲ့ရှင်တာရဲ့အဲ့ဒီကြားထဲမှာအမြဲနေတာဆိုတော့ဒီနေ့ရှင်နေဆိုရင်မသေးနေဘူးဒီနေ့တေးသွားပြီဆိုရင်ရှင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတော့ကိုရှင်နေတယ်ဆိုတာတေးဖို့ဆိုတာမဖြစ်သေးဘူးဆိုတော့တေးတယ်နဲ့ရှင်တယ်နဲ့ကြားမှာပဲလူတွေကနေနေတာဆိုတော့မျက်စိတမိတ်ပဲပေါ့နော်ဆိုတော့အရာအလုံးကမှအရန်ကမှ serious မလို့တာကအရာအလုံးကမှမျော်လင့်ချက်မထားနဲ့ဆိုတော့အမုန်းတွေမပွားနဲ့ဒေါသတွေမထားနဲ့အရာအလုံးဘာမှမစင်စားပဲနဲ့လေကိုယ်ဆက်ရဲ့တည်ငြိမ်မှုကိုတာနော်ကိုတာကိုကဲတင်ရမှာဆိုတော့အဲ့လိုစကားမှတ်ပြီးတဲ့ချိန်ကိုပြန်တွေးကြည့်တဲ့ချိန်မှာတော့ကိုရဘောကိုတာကဲတင်ရမှာဘယ်သူမှလည်းကဲတင်ဖို့သူတို့မှ responsible မရှိဘူးတာဝန်မရှိဘူးကိုဘောကိုတာကဲတင်ရမှာလူတိုင်းပဲအခက်ခဲသွင်းရင် dancing with problem လိုမျိုးပဲပြဿနာနဲ့ဖြေရှင်းလိုက်ပါဆိုတော့ပျော်လေးပဲလူတိုင်းမှာပြဿနာရှိတယ်ဆိုတော့ပြန်တွေးကြည့်ရရင်လူတိုင်းမှာပြဿနာရှိတယ်နော်တစ်ခုမဟုတ်တစ်ခုတော့ရှိတယ်ဆိုတော့ကိုယ့်ရဲ့ပြဿနာကိုသူများကိုလည်းမပေးပါနဲ့နော်သူများရဲ့ပြဿနာလည်းကိုလည်းမယူပါနဲ့ဆိုတော့ကိုယ့်ပြဿနာကိုရှင်းကြပါစမပြဿနာစမရှင်းမယ်ဆိုတော့ကြီးလာလေအဲ့လိုမျိုးပေါ့နော်တကယ်ကြီးမဖြစ်ဘယ်သူပဲဖြစ်ပြဿနာတွေသူတို့ပြဿနာတွေကိုသွားမယူနဲ့ကိုပြဿနာလည်းဘယ်သူကိုလည်းမပေးနဲ့ကိုပြဿနာကိုရှင်းမယ်သူတို့ပြဿနာသူတို့ကိုရှင်းခိုင်းဆိုတော့အဲ့လိုမျိုးပြဿနာဆိုတာနော်လူတိုင်းမှာရှိကြတယ်သူများဟာလည်းသွားမယူနဲ့ကိုဟာလည်းမပေးနဲ့ဆိုတော့ကိုပြဿနာကိုရှင်းမယ်နော်အရွယ်ရလာပြီလူတရားဆိုတော့နော်အပြုံးလေးနဲ့ရှင်တန်ရမှာပဲပြဿနာတွေဘလောက်ပဲဖိပြုံးနိုင်အောင်ကြိုးစားရမယ်
I am fine ဆိုတဲ့စကားလုံးတစ်လုံးထွက်အောင်လုံးနိုင်ရမယ်ဆိုတော့အဲ့လိုမျိုးပြီးတော့ပတ်စံဆိုတာနော်တေးတာနဲ့ရှင်တာကြားပဲကိုကနေပေမဲ့ပတ်စံတော့အမြဲကိုကိုစကားပြောနေမှာပဲဆိုတော့ကိုလက်ထဲမှာပတ်စံမပြတ်အောင်ကိုစူးစမ်းရမှာပဲနော်ပြတ်ရင်ပြန်ရှာစူးစမ်းရမှာပဲဆိုတော့ပတ်စံလေပြီးတော့သူများအားမကိုးရှင်းပါနဲ့ဘယ်အောင်မစိုးသူများနောက်မှလည်းမကဲပါနဲ့ကိုချရာဘောကိုရက်တင်နိုင်တဲ့လူဖြစ်နေအောင်စူးစမ်းရမယ်ကိုချရာဘောကိုရက်တင်နိုင်ရမယ်ပတ်စံမရှိတဲ့လူကလည်းအရန်ကိုမှလေဘယ်သူမှမကူညီဘူးပတ်စံမရှိတဲ့လူဆိုတော့အဲ့ဒါလည်းအပြင်းမဟုတ်ဘယ်သူမှမကူညီတာအပြင်းမဟုတ်လူတိုင်းမှာကိုယ်တော်ဝန်ကိုရှိကြတယ်လို့စမဆက်ကလေးကပြောထားပြီးသားဆိုတော့အဲ့လိုမျိုးပေါ့နော်ဒီဗီဒီယိုကနေတခုခုရမလို့ယုံကြည်တယ်နော်ကိုယ့်ရဲ့ငြိမ်းချမ်းမှုနော်ကိုကတာဝန်ယူရမယ်သူများအပြင်းမတင်ချင်နော်ကိုလည်းအပြင်းမတင်နဲ့သူများကိုလည်းအပြင်းမတင်နဲ့မှားရင်ပြင်းမယ်ကျူစားသွားရမှာပဲအသွေးကြုံတွေလည်းရမှာပဲအခုဆိုင်ကယ်မှောက်တာစမတခါမှအသွေးကြုံရဘူးဒီတစ်ခါတော့အသွေးကြုံရပြီဆိုတော့အသွေးကြုံတွေကကောင်းတယ်ဆိုတော့တစ်ခါရပြီဆိုနောက်တစ်ခါဆိုရင်စမဆိုင်ကယ်မမှောက်အောင်စမကျူစားရမယ်ဆိုင်ကယ်လည်းအကျဉ်းမမှောက်ဘူးအောက်တော့ဆောင်းထားမယ်ဆိုင်ကယ်တော့ပုံမှန်ပဲမှောက်ပါဖော်လို့များအကျဉ်းမမှောက်ပါနဲ့အဲ့ဒါကျတော့တေးတာနဲ့ရှင်တာကြောင့်ပူဆိုးတာပေါ့နော်ကိုတတိနဲ့တွားမယ်အရာအလုံးတတိနဲ့နေပါတတိနဲ့စားပါတတိရှိဖို့အရေးကြီးတယ်ကိုအောင်မြင်မအောင်မြင်တာအရင်မကြီးနေဘူးကိုတော်ရမတော်တာလည်းရင်မကြီးနေဘူးအဓိကကိုကမှာတတိနဲ့ရှိမယ်တတိနဲ့နေမယ်အဲ့ဒါပိုကောင်းတယ်